solution NIH 10အတွက်ရည်ရွယ်ထားတာမဟုတ်လို့10နှစ်အောက်သားသမီးတွေအတွက်ပဲဒီ question လေးကအကျုံးဝင်တာဖြစ်ပါတယ်ရှင်နောက်တစ်ခုကျမတို့ဒီ English chat အနေနဲ့မနေ့ကစတင်ခဲ့တဲ့ program တစ်ကလေးရှိပါတယ်အဲ program တစ်ကလေးကဘာလေးဖြစ်နေတယ်လဲရှင်any program အတစ်ကအဲ့ဒါတော့ဒီ English chat preschool program လေးပါရှင်ဒီ English chat preschool ကကြတော့ဘယ်မှာကျမတို့ base လုပ်လဲဆိုလို့ရှိရင်သူက play based program ပါရှင်လေးလေးတွေကစားပြီးတင်တာမျိုးပဲဟိုကျမတို့ကဒီ planning atmosphere လေးကိုကစားရင်သူတို့ရဲ့တင်ယူလို့တင်ယူမှန်းမသိဘဲနဲ့တက်မြောက်တဲ့နည်းလမ်းတွေကိုကျမတို့သွားပါတယ်ရှင်အဲ့လိုကစားတဲ့နေရာမှာလည်းနောက်ထပ်ဘာကို base လုပ်လဲဆိုလို့ရှိရင်ဒီ STEM education ကိုပဲ base လုပ်ပါတယ်science technology engineering and mathematics ကို base လုပ်တဲ့ဒီ preschool curriculum လေးကို introduce လုပ်ထားပါတယ်ဒီ preschool curriculum ကတော့ကျမတို့ရေစင်းဈေးကြီးရဲ့မျက်နှာချင်းဆိုင်မှာပေါ့နော်အဲ့ဒီမှာကျမတို့စတင်ပြီးတော့ကျောင်းသားကျောင်းသူကြီး20ဝန်းကျင်နဲ့မိတ်ဆက်ထားပါတယ်အဲ့ဒီ program လေးကိုလည်းစိတ်ဝင်စားလို့ရှိရင်ကျောင်းကို visiting လုပ်ပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်ရှင်နိုင်ငံကဒီ preschool curriculum ကို introduce လုပ်ရတဲ့အခါမှာနံပါတ်1ကျမဘာကြောင့်လို့လုပ်ရတယ်လဲဆိုလို့ရှိရင်နံပါတ်1ကတော့ကျမ English teacher ဖြစ်တဲ့အတွက်နံပါတ်1က essence တွေပေါ့နော် English pronunciation နဲ့ essence တွေကိုမှန်မှန်ကန်ကန်သုံးသက်ဆွဲတဲ့ရေးချက်စေခြင်းနဲ့နောက်တစ်ခါကျတော့ကို IELTS တွေမှာသင်ယူရမယ့် program တွေရှိတယ်mathematics ရော English ရော engineering ရောခုန ICT နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို IELTS သင်ယူရတဲ့နေရာမှာဟုတ်လိုက်ဒီဖြစ်မသွားဘဲနဲ့ကတ်ခုအနေနဲ့အစင်ကစားတင်ယူနိုင်အောင်လို့ foundation ချပေးတဲ့ program လေးပါအဲ့ဒါဒီအဲ့ဒါဆိုလို့ရှိရင်ကလေးတွေကဒီကစားရင်သူတို့ရဲ့ skill တွေကိုတင်မှန်းမသိတင်ယူနိုင်မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့အဲ့မှာကျွန်တော်ဘာလို့ဒီ preschool ကိုဒီထားမှုရွေးချယ်ရလဲဆိုလို့ရှိရင်ဒီရေစင်းမှာကျမကဒီဝင်လန်းဖြစ်တဲ့အတွက်ရေစင်းမှာကလေးနဲ့ဒီကြောင်းပွားရတဲ့ဒုက္ခတွေပေါ့နော်ကလေးကိုစိတ်မချရဘူးအိမ်မှာထားခဲ့ရတယ်အဲ့မျိုးဆိုလို့ရှိရင်ကျမကိုယ်တိုင်တော်တော်ကို struggle လုပ်ရတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးဟိုမိဘတွေမှာအထူးသဖြင့်မိမိတွေမှာပေါ့နော်လုပ်ငန်းတစ်ဖက်ဖြစ်တဲ့မိမိတွေမှာအဲ့ဒီ barrier တွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်လို့ကိုယ့်ရဲ့သားသမီးတွေကိုစိတ်ချရတော့ atmosphere လေးတစ်ခုပေါ့နော်အဲ့ဒါမျိုးကိုကျွန်မဖန်တီးပေးချင်တာပေါ့